ဒါကကောင်းပြီဘဝအမှာခံချက်ကောင်းတဲ့ဂျပန်နိုင်ငံမှာကျောင်းတော်တက်ချင်တာပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တာပဲဖြစ်ဖြစ်87 39နဲ့40ကြားမှာဖွင့်လှစ်ထားတဲ့ဆာကူရာမန်လင်းကျောင်းခွဲရှိနေရဆိုတာသိပြီးကြပြီလားဟုတ်ပါရဲ့ဂျပန်ကိုတိကျမှန်ကန်မြန်ဆန်စွာတွားရောက်လိုပါကဗီဇာတစ်ခုချင်းစီရဲ့အချက်လက်နဲ့လာစာအကြောင်းကိုသိထားဖို့လိုအပ်ပါမယ်နံပါတ်1 training visa training visa ဟာဆိုရင်ဂျပန်စာအောင်လက်မှတ်မလိုအပ်ပဲအင်တာဗျူးဝင်ရောက်ဖြေဆိုနိုင်တာကြောင့်ဂျပန်ကိုမြင်ရောက်ချင်တဲ့သူတွေအတွက်အထူးသင်ရောမှာဖြစ်ပါတယ်နံပါတ်2ကတော့ဒုက္ခတေးဗီဇာပဲဖြစ်ပါတယ်ကျွမ်းကျင်လုံသားဗီဇာဖြစ်တာကြောင့် training visa ထက်လာစာပိုကောင်းတဲ့အပြင်အချိန်ပို bonus လာစာတိုးတာတို့ပေါင်းလိုက်မယ်ဆိုရင်အခွင့်အရေးအရန်ကောင်းပါတယ်နံပါတ်3 work visa agency fee အခမဲ့ဖြည့်ထားရလို့သူများအထူးရွေးချယ်တင်ပြီးတော့ hotel အလုပ်စကားပြန်အလုပ်နဲ့ engineer အလုပ်တွေအားဆိုရင်အလုပ်ကောစာလည်းများတယ်လို့လူကြိုက်လည်းများပါတယ်နောက်နံပါတ်4တစ်ချက်ကတော့ဂျပန်မှာအစိမ့်မြင့်ပညာတွေကိုသင်ယူချင်တဲ့သူတွေအတွက် student visa ပဲဖြစ်ပါတယ်ဒါကြောင့်ဂျပန်မှာအချိန်ပိုင်းအလုပ်လုပ်ရင် language school တက်ချင်တဲ့သူတွေရွေးချယ်တင်ပါတယ်နံပါတ်5အချက်ကတော့ scholarship program တွေပဲဖြစ်ပါတယ်။ကျောင်းသားကအခမဲ့ဖြစ်တဲ့အပြင်ကျောင်းတက်နေရင်လည်းအလုပ်ပေးထားတာကြောင့်ကျောင်းတက်ရင်ပတ်စံစုချင်တဲ့သူတွေအတွက်ကောင်းပါတယ်။နောက်ဆုံးနံပါတ်6အချက်ကတော့အကျွေးစနစ်အကြောင်းပဲဖြစ်ပါတယ်။အကျွေးစနစ်စုစုပေါင်း3မျိုးတည်ရှိထားပြီးတော့အရေးကြပေးသွင်းရတဲ့ပုံစံ installment program ပညာသင်စရိတ်ပေးရတဲ့ education loan နဲ့ agency fee အခမဲ့ဖြစ်တဲ့ zero cost ဆိုပြီးတော့ဖြစ်ပါတယ်။ဒါကြောင့်87 39နဲ့40ကြားမှာဖွင့်လှစ်ထားတဲ့ Sakura Manly ကျောင်းခွဲကိုရွေးချယ်လိုက်ပြီးဆိုတာနဲ့မိမိကြိုက်တဲ့ဘဝတက်လန်ကိုကိုယ်တိုင်ရွေးချယ်နိုင်မှာဖြစ်တာကြောင့်ဂျပန်စာကိုအခုပဲစူးစမ်းတင်ယူလိုက်ပါရှင်။နယ်ကလက်တက်ချင်တဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်ရောစီစဉ်ပေးပါရယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။